Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့1ကစာအုပ်တွေအများကြီးကိုတနေရာထဲမှာတစုတစည်းရဲ့ဖတ်လို့ရမယ် website ကလေးတစ်ခုကိုပြပြသွားပါမယ်သူက application အနေနဲ့လည်းသုံးလို့ရပါတယ် application ဆိုရင် maybe iOS မှာတော့တော်တော်လေးသုံးလို့အဆင်ပြေပေါ့နော်1ရဲ့ iOS ဖုန်းထဲမှာရှိပါတယ်ဒါပေမဲ့လို့ Android ဖုန်းနဲ့တော့1မစမ်းကြည့်ရသေးတဲ့အတွက်ကြောင့်မလို့မသိပါဘူးဒီ application တော်တော်လေးကိုအဆင်ပြေပါတယ်MM Bookshelf လို့ခေါ်ပါတယ်။သူ့ရဲ့အထဲထဲမှာဆိုရင်အခုလိုမျိုးပဲ popular ရှိမယ် latest ရှိမယ် author နဲ့ပတ်သက်ပြီးတော့ရှာလို့ရမယ် search bar မှာလည်းကိုယ်တိုင်သွားရှာပြီးတော့စာအုပ်တွေဖတ်လို့ရတယ်ပေါ့နော်။အခုနောက်ပိုင်းနာမည်ကြီးနေတဲ့ဂရုမစိုက်ခြင်းအမှုပညာတို့ဘာလို့ညာတို့အဲ့ဒါမျိုးတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်။ဒါတွေဆိုလို့ရှိရင် free ဖတ်လို့ရပါတယ်။တကယ်လို့စာအုပ်ဖတ်ချင်တယ်ဆိုလို့ရှိရင်ကိုဖတ်ချင်တဲ့စာအုပ်ကိုထောက်လိုက်ရုံနဲ့အောက်မှာ download ဆိုပြီးတော့ပါပါတယ်။ဆိုတော့အဲ့ဒီ download ကိုနှိပ်ပြီးတော့ကိုဒီဖတ်ချင်တဲ့စာအုပ်ကို free သွားပြီးတော့ဖတ်လို့ရပါတယ်ဒီထဲမှာမြန်မာစာနဲ့ပတ်သက်ပြီးတော့စာအုပ်တွေလည်းဖတ်လို့ရတယ်လို့အင်္ဂလိပ်စာအုပ်တွေလည်းရှိတယ်English ဆိုလို့ရှိရင် subject အနေနဲ့ရော language အနေနဲ့ပါနှစ်မျိုးစလုံးရှိရယ်ပြီးတော့တခြားဘာသာရေးဆိုင်ရာစာအုပ်တွေလည်းရှိရယ်ဥပမာ Japanese တို့ Korean တို့စသဖြင့်အဲ့လိုမျိုး Spanish တို့အဲ့လိုစာအုပ်တွေမျိုးလည်းတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီ website လေးကတော်တော်လေးကိုအဆင်ပြေရယ် one ဆိုရင် laptop ထဲမှာဆိုရင် website အနေနဲ့သုံးပြီးတော့ဒီဖုန်းထဲမှာဆိုရင်တော့ application အနေနဲ့သုံးပါတယ်ဆိုတော့ you တို့လည်းစိတ်ကြိုက်ဒီ website ကလေးထဲမှာရှာကြည့်ပြီးတော့ဖတ်လို့ရပါတယ်ဒီဗီဒီယိုကို sharing လုပ်ရခြင်းရဲ့ရည်ရွယ်ချက်က1ခုနောက်ပိုင်းဆိုလို့ရှိရင်စာအုပ်တွေမဝယ်ဖြစ်တော့ဘူးဒီလိုမျိုး free website ကလေးတွေမှာတွားပြီးတော့စာအုပ်လေးတွေဖတ်ဖြစ်နေရပေါ့နော်ဆိုတော့ဒီဗီဒီယိုအကျိုးရှိမယ်လို့မျှော်လင့်ပါတယ် bye bye